အစင်းမြင့်တင်လိုက်လို့ကျွန်တော်ရဲ့စွမ်းအင်ပွိုင်းက900ထိပဲကျန်တော့တယ်ဒါပေမဲ့ကျွန်တော်ရဲ့အရွယ်စားကပြန်ကြီးလာပြီးတိုက်ခိုက်ရေးစကေးတစ်ဆက်တစ်ခုကိုပါလော့ဖွင့်နိုင်ခဲ့တယ်ကျွန်တော်ထဲမှာရှိရဲ့အပင်တွေနဲ့ငါးတွေတောင်မှအရှိန်ဟုန်တစ်ခုရသွားကြတယ်သူတို့တွေကပို့ပြီးတော့မြင်မြန်ဆန်ဆန်ကြီးထွားလာကြတယ်ရေများစကေးကတော့နမီတိုင်းပါပဲရန်သူတွေကိုဖိသိပ်ထားတဲ့ရေများတွေနဲ့ပြစ်ခတ်လို့ရပြီးမြားတစင်းချင်းစီအတွက်စွမ်းအင်တရားကုန်ကြပါတယ်တခါတည်းနဲ့မြားစင်း20အထိပြီလို့ရပြီးရေကန်ကြီးလေများတွေပို့ပြီးစင့်ခေါ်နိုင်လေပါပဲဒါတွေအားလုံးကိုမြင်တော့ကျွန်တော်နည်းနည်းစိတ်ဖိစီးသွားတယ်လက်ရှိကျွန်တော်ရဲ့စွမ်းအင်စင်းနဲ့ဆိုရင်ရေများကို9ချိန်ပဲသုံးနိုင်ပါလေဒါပေမဲ့လေဗျကျွန်တော်ရဲ့လက်နက်တိုက်ထဲမှာတိုက်ခိုက်ရေးစကေးတစ်ခုရှိနေပြီဆိုတော့အဲ့ဒီမိချင်းတွေကိုအနိုင်ယူနိုင်မယ်လို့ကျွန်တော်ယုံကြည်မှုအပြည့်ရှိနေတယ်ပြီးတော့စနစ်ငွေရင်ရဲ့ဆုလောက်ကလည်းအကြီးအကျယ်ဖြစ်မှလေကျွဲရဲ့အမတ်တညာတွေရမိချင်းရဲ့အဓိကသားကောင်ကကျွဲတွေဆိုတာကျွန်တော်သိခဲ့ရတယ်ဒါပေမဲ့ပြီးခဲ့ရဲ့ပိုင်းတွင်းမှာပဲသူအမဲလိုက်တာတွေအလွန်အကျွံလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အခုဆိုရေတောက်ဖို့လာတဲ့ကျွဲကမရှိတော့ကိုဖြစ်သွားပြီကျွန်တော်ကျွဲတွေကိုအလုံလောက်စုမိအောင်လုံးမဲ့နေလန်းတစ်ခုကိုစဉ်းစားရတော့မယ်ဒါမှသာမိချင်းတွေကိုဒီကိုများခေါ်နိုင်မဲ့တစ်ခုတည်းသောနေလန်းဖြစ်မှာနောက်ရက်ညနေခင်းမှာတော့ကျွန်တော်နေဦးမိုးရေစကေးကိုထပ်သုံးလိုက်တယ်ဒီလိုကျေပြည့်တဲ့မိုးရွာချမှုမျိုးကပဲကျွဲတွေကိုရေတောက်ဖို့ပြန်လာအောင်ဆွဲဆောင်နိုင်မှလေတကယ်လည်းပဲညမောင်လာတာနဲ့အမျှကျွဲနေငယ်ဟာတတိကြီးစွာထားပြီးရှောက်လာကြတယ်သူတို့ရေကန်နားမှာခဏလောက်ဝေးကြည့်နေကြပြီးဘာမှပုံမဟုတ်တာမရှိဘူးလို့တေချာသွားတဲ့အခါမှာတော့ရေကိုအညံ့မရတောက်ကြတော့တာပဲလက်ရှိကျွန်တော်ရဲ့အရွယ်စားနေဆိုရင်တော့ရေနေငယ်လောက်လူတန်းဖို့တက်နိုင်ပါတယ်ဒါပေမဲ့မိချင်းတွေကိုများခေါ်ဖို့အတွက်ကျွန်တော်စိတ်ကိုထိန်းပြီးလက်မလောက်တောင်မလို့ရှားပဲငြိမ်နေလိုက်တယ်3ရက်မြောက်နေ့မှာတော့ရေကန်ဘေးမှာတိရစ္ဆာန်တွေပို့ပြီးတော့စူဝေးလာကြတယ်ရေငှက်အချို့အောင်မှရေဘက်ကစားပြီးပျော်ပါနေကြသေးတာကျွန်တော်ကတော့စိတ်ရှိလက်ရှိနဲ့ဆက်ဆောင်နေခဲ့တယ်ဒီနေရာကလုံးဝအနေရကင်းပါတယ်ဆိုရဲအသွင်ပြင်မျိုးကိုသူတို့ယုံကြည်သွားအောင်လုပ်ဖို့လိုအပ်တာလေဒီနားတစ်ဝိုက်ကတိရစ္ဆာန်တိုင်းရေတောက်ဖို့ဒီနေရာကိုလာကြပြီဆိုရင်တော့မိချင်းတဲ့အနေနဲ့လည်းဒီနေရာမှာပဲအမဲလိုက်ဖို့ကလွဲလို့တခြားရွေးချယ်စရာရှိမှာမဟုတ်တော့ဘူးပြီးတော့ဝိညာဉ်စွမ်းအင်တွေစီးဝင်နေတဲ့ရေကန်တွေကတွေကိုတောက်ထားကြလို့ထင်ပါရဲ့အနီးနားကတိရစ္ဆာန်တွေကပို့ပြီးတော့ဖျက်လက်တက်ကြွလာတယ်လို့ပဲမိချင်းတဲ့လာကြိုက်စားဖို့စောင့်နေတဲ့အည်ရွှမ်းပြီးနူးညံ့နေတဲ့အသားတုံးကြီးတွေလိုပေါ့ဗျာမိချင်းတဲ့ရဲ့အရေးရောင်မြတောင်မမြင်ရပဲနှစ်ရက်အပြည့်ကုန်လုံးသွားခဲ့တယ်အဲ့ဒီကျွဲတွေကဘာကိုမှဂယုမဆိုင်ပဲရေကန်ထဲမှာအေးအေးလူလူရေကျိုးနေကြတာကိုကြည့်ပြီးကျွန်တော်တကယ်ပဲစိတ်မရှိဖြစ်လာခဲ့ရတယ်နောက်ဆုံးတော့၄ရက်မြောက်နေ့မှာမိချင်းတဲ့ရဲ့အမွေတက်ကိုအဝေးကနေကျွန်တော်အာယုံခံမိလိုက်တယ်သူရောက်လာပြီးကျွန်တော်တိတ်ဆိတ်လို့ရှားသွားလို့ရေကန်မျက်နှာပြင်အောင်လိုင်းတွန်းတွေထသွားခဲ့တယ်မိချင်းတဲ့တဖြည်းဖြည်းနီးကပ်လာတာကိုကြည့်ပြီးအမှန်တိုင်းပြောရရင်ကျွန်တော်နည်းနည်းတော့ထိတ်လန့်မိတဲ့အဆင့်ရေခဲတယ်တုံးရှိတဲ့တားရဲတကောင်ကိုကျွန်တော်ပထမဆုံးအကြိမ်အမဲလိုက်ဖူးခြင်းဖြစ်ပြီးအဲ့ဒီကောင်ကလည်းဘလို့မှတာမန်ကောင်မျိုးမဟုတ်ပုံပဲကျွန်တော်တကယ်ပဲဒါကိုအောင်မြင်လုံးနိုင်ပါမလားအမှန်တိုင်းပြောရရင်ကျွန်တော်သိမသေးချဘူးမိချင်းတဲ့ကမီတာ900အကွာလောက်မှာရှိနေတော့ရေကန်ဘေးကတိရစ္ဆာန်တွေဟာအလန့်တကြားနဲ့ထွက်ပြေးကြတော့ပါပဲရေရဲမှာဆော့ကစားနေတဲ့ကျွဲတွေကတော့ပို့ပြီးတော့ကြောက်လန့်တကြားနဲ့ကုန်းပေါ်တက်ဖို့အသေးတန်ရုန်းကန်နေကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကရေကန်အောက်ခြေကရေစီးကြောင်းကိုထိန်းချုပ်ပြီးကျွဲတကောင်ထွက်မသွားနိုင်အောင်ရေအဝဲကြီးကိုတိတ်ဆိတ်ဖန်တီးလိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲမိချင်းတဲ့ဟာရေကန်နားကိုရောက်လာပြီးကျွဲရဲ့လေပင်ကိုအတင်းကိုက်ခဲလိုက်တော့တဲ့သွေးတွေကတော့ရေပြင်းနဲ့ချက်ချင်းပဲပြန့်နှံ့သွားခဲ့ရတော့တယ်ကျွဲကတိတ်ပြီးရုန်းကန်မနေနိုင်ပဲချက်ချင်းပဲပြုတ်ခွေသွားတော့တယ်မိချင်းတဲ့ကကျွဲတေကောင်ကိုလွတ်တော့မဲ့အချိန်မှာပဲကျွန်တော်ကရေနောင်ကျိုးအဟင်းညောဖေးရစကေးကိုအသက်သွင်းလိုက်တဲ့ရေကန်ထဲကနေရေကျိုးသုံးချောင်းရုတ်တရက်ထွက်လာပြီးသူ့စီကိုတန်းတန်းမတ်ဥတီသွားခဲ့တယ်မိချင်းတဲ့ကနောက်တွန့်သွားတယ်ဒါပေမဲ့သူကတော်တော်ပါနဲ့တယ်ဗျသူကကျွဲတေကောင်ကိုအဲ့ဒီရေကျိုးတွေစီတိတ်တိတ်ပြပေါက်လိုက်တာဒါပေမဲ့ဒီကျိုးတွေကကျွန်တော်ရဲ့စိတ်အတိနဲ့ထိန်းချုပ်ထားတာလေအလွန်မင်းဖြက်လက်တဲ့ကြော့စွာနဲ့ဘဲအဲ့ဒီကျိုးတွေကကျွဲတေကောင်ကိုရှောင်ကွင်းပြီးမိချင်းတဲ့စီကိုပဲဆက်ပြီးတော့ဒိုးဝင်ပတ်ခွေဖို့လုပ်ခဲ့တယ်မိချင်းတဲ့ကသူ့ရဲ့မေယိုကြီးကိုဟာပြီးမီလုံးတစ်လုံးကိုပစ်လွတ်လိုက်တယ်အဲ့ဒါကရေကျိုးတစ်ချောင်းကိုထိမှန်သွားပြီးချက်ချင်းပဲအမွေ့ပြန်သွားစေခဲ့တယ်ဒါပေမဲ့ကျန်တဲ့ကျိုးနှစ်ချောင်းကတော့သူ့ရဲ့လေပင်ကိုတင်းတင်းကြပ်ကြပ်ရစ်ပတ်မိသွားပြီးအဲ့ဒီလိုနဲ့ပဲအားပြိုင်ပွဲလုံဆွဲပွဲကြီးစတင်ပါတော့တယ်ဒီမိချင်းတဲ့ကနောက်ပြောင်နေတာမဟုတ်ဘူးသူကကျွန်တော်ရဲ့ရေကန်တစ်ခုလုံးရဲ့အားကိုတောင်းခံထားနိုင်ပြီးသူ့လေပင်ဘေးကမိကွင်းကြီးကလည်းပို့ပြီးတော့ကြီးထွားလို့လာတယ်သူ့ကိုရစ်ပတ်ထားတဲ့ရေကျိုးတော့ဤကတော့ပြတ်တောက်တော့မဲ့